ကျွန်တော်တို့ဒီ6လပိုင်း6ခွန်ပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားတာပေါ့ပြင်ဆင်ထားတဲ့အချိန်မှာအကြောင်းကိစ္စလေးပေါ့နော်မျိုးမျိုးအဆင်ပြေတဲ့အကြောင်းအရာလေးဖြစ်သွားတယ်ကျွန်တော်တို့ရက်ကိုရွှေ့လိုက်ရတယ်ပေါ့နော်စတင်မှာလာတယ်လာလေဝင်းကျင်လောက်12 13လောက်ကိုကျွန်တော်ရွှေ့လိုက်တယ်ဗျာချို့ဆိုလန်ခီတောင်ရောက်နေရလေးရှိတယ်ဗျာအရန်ဝေးရဲ့လူတွေဗျာချို့ကြတော့လဲပြင်ဆင်ပြီးသွားတဲ့လူတွေကြတော့လဲသူတို့ဒီရက်ကိုမစင်မပြေတဲ့အတွက်ခက်ခဲသွားဆုံးရှုံးမှုကတော့ဖက်မှာတော့အကုန်ရှိနေကြတာပေါ့နော်ဟုတ်ကျွန်တော်ဘက်ကလည်းထပ်နေတာတော့ဆုံးရှုံးမှုငွေကြေးဆုံးရှုံးမှုတွေလည်းရှိတာပေါ့နော်ငွေကြေးဆုံးရှုံးမှုဆိုအကြမ်းမြင်ပြောကျွန်တော်နိုင်ငံခြားအတိုင်းတွေခေါ်တယ်ပေါ့အခြေအနေပုံမူတည်ပြီးတော့ကျွန်တော်အများကြီးတော့မခေါ်တာရကလေးရွှေဝါဆိုကျွန်တော်တို့ဒီ6လပိုင်း6ခွန်ပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားတာပေါ့ပြင်ဆင်ထားတဲ့အချိန်မှာအကြောင်းကိစ္စလေးပေါ့နော်မျိုးမျိုးအဆင်ပြေတဲ့အကြောင်းအရာလေးဖြစ်သွားတယ်ကျွန်တော်တို့ရက်ကိုရွှေ့လိုက်ရတယ်ပေါ့နော်ချိန်တိုင်းတာမရခဲ့တာပေါ့နော်အဲ့ဒီရက်လေးအဆင်မပြေခဲ့တာဆိုတော့ကျွန်တော်ရက်ရွှေ့လိုက်ရရက်ရွှေ့ရင်လည်းကျွန်တော်တို့ကရက်ရွှေ့ရင်လည်းနီးနီးလေးဆိုရင်လည်းဟိုမြောက်ဒီမြောက်နဲ့ဖြစ်သွားမယ်ပြီးမိုးတွင်မိုးများသွားတာတို့ဘာလို့သွားလာခက်ခဲမှာဆိုလို့ဆိုပြီးကျွန်တော်နည်းနည်းလေး2လကျော်လောက်တော့ကျွန်တော်အချိန်ပိုရွှေ့လိုက်တယ်ပေါ့အဲ့တော့ဟိုစက်တင်ဘာလတွေရောက်သွားတာပေါ့နော်စက်တင်ဘာလတွေလလယ်ဝင်းကျင်လောက်12 13လောက်ကိုကျွန်တော်ရွှေ့လိုက်တယ်ဗျာဟုတ်ခြားပြောင်းလဲမှုတွေကတော့ကျွန်တော်တို့ဒီအချိန်ရသွားတယ်ပေါ့နော်ဘိုင်းရကြည့်ရင်တော့အချိန်ရသွားအချိန်ကရသွားတယ်ဆိုတော့2လနဲ့3လဝင်းကျင်လောက်ရသွားတယ်ဆိုတော့ကျွန်တော်တို့ဒီရှေ့မှာမဝင်ခဲ့ရတဲ့သူတွေလည်းကျွန်တော်တို့ထပ်ပြီးတော့ပါဝင်လို့ရတယ်ပြိုင်ပွဲဝင်တွေလည်းထပ်တိုးခြင်းတိုးလို့ရတယ်ပေါ့နော်တချို့ကြတော့လည်းပြင်ဆင်လက်စားနဲ့သူတို့ဒီရက်ကိုပဲစိတ်နှစ်ထားတဲ့လူတွေပေါ့နော်တချို့ကြအခက်ခဲရတယ်မော်တယ်ပေါ့မော်ဒယ်တွေနဲ့ကဒီရက်တွေကတော့စီစဉ်ထားတယ်အားတယ်သူတို့ကလည်းအားတယ်အဲ့ချိန်တွေကြတော့လေတချို့ကအကြောင်းတွေလည်းရှိလာတယ်အလုပ်ကိစ္စလေးခွင့်မရလေးပေါ့နော်ဒါကတော့ပြိုင်ပွဲဝင်ဘက်ကအခက်ခဲလေးတွေလည်းဖြစ်သွားတယ်ပေါ့နော်တချို့ပြိုင်ပွဲဝင်တော့ကြတော့လေအချိန်ရသွားတယ်မပါဘူးလို့ဆုံးဖြတ်ထားတဲ့သူတွေကလည်းပြန်ပါဝင်နိုင်တယ်ပေါ့နော်အဲ့တော့အစိုးလေးနဲ့အကောင့်လေးတော့တွန်တွဲပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့လိုတွေတော့ဖြစ်သွားတယ်ဗျဟုတ်ချို့ဆိုလန်ခီတောင်ရောက်နေရလေးရှိတယ်ဗျအရန်ဝေးရဲ့လူတွေဗျရန်ဝေးရဲ့မြို့တွေကနေကျွန်တော်တဝက်လာနေပြီပေါ့နော်ဒီမြို့တစ်မြို့မန္တလေးမှာခဏထောက်ပြီးတော့မှကျွန်တော်ရန်ကုန်ဆင်းမယ်ပေါ့သူတို့ကလို့10ရက်လောက်ချိန်ယူပြီးတော့လာတဲ့လူတွေရှိတယ်တချို့ဆိုကြားရတာပေါ့နော်မော်ဒယ်တွေကအဲ့ဒီတွေမှာမရတော့ပုံတွေကတော့ဈေးကြံနေရေးပြီးသွားတယ်အဲ့ဒီတွေမှာကျွန်တော်ရွှေတဲ့ရက်ကိုသူတို့ကအချိန်မရတော့တာပေါ့အဲ့လိုပေါ့နင့်နာမှုလေးတွေရှိတာပေါ့အဲ့အတွက်လည်းကျွန်တော်တကယ်စိတ်မကောင်းဘူးပေါ့နော်အဲ့အတွက်စိတ်မကောင်းသလိုတကယ်နဲ့တချို့ကြောက်လည်းအချိန်ပိုရသွားပေါ့ငါတို့ပုံလေးတွေရေးလက်စာလေးမပြီးသေးတာလေးရှိတယ်ပေါ့နော်ပုံပြီးအောင်ရေးချင်တာချို့ကြတော့လဲပြင်ဆင်ပြီးသွားတဲ့လူတွေကြတော့လဲသူတို့ဒီရက်ကိုမစင်မပြေတော့ခက်ခဲသွားချို့ကြတော့လဲလိုအပ်နေတဲ့လူတွေကြတော့လဲထပ်ပြီးတော့အားဆိုင်လို့ရတယ်ပေါ့နော်အဲ့တော့အစိုးကောင်းလေးတော့တွန်တွဲသွားပါတယ်ဆုံးရှုံးမှုကတော့ဖက်မှာတော့အကုန်ရှိနေကြတာပေါ့နော်ဟုတ်ဒီကျွန်တော်တို့ရှေ့မှာပြန်ပွဲဝင်စင်းပေးထားရတဲ့မှာတော့ပြန်နှုတ်သွားတော့အခုမရှိသေးဘူးပေါ့နော်ပွဲကကျွန်တော်ကြီးညာခဲ့ရကျွန်တော်သိပြီးကြီးညာခဲ့ရတော့ရှေ့မှာတပတ်ကျော်10ဝင်ကျလောက်ရှိပေါ့ဆိုတော့ကိုကတော့ပွဲရက်နေတော့တော်တော်နီးသွားပြီနီးသွားချိန်မှာပြန်နှုတ်သွားတော့မရှိဘူးကျွန်တော်ထပ်တိုးတော့ရှိတာပေါ့ထပ်တိုးလာတဲ့ဟာရှိတယ်အဲ့ဒါမျိုးလေးရှိတယ်ပြီးကျွန်တော်တို့ဒီကျွန်တော်ဘက်ကလည်းထပ်နေတာတော့ဆုံးရှုံးမှုငွေကြေးဆုံးရှုံးမှုတွေလည်းရှိတာပေါ့နော်ငွေကြေးဆုံးရှုံးမှုဆိုအကြမ်းမြင်ပြောကျွန်တော်နိုင်ငံခြားအတိုင်းတွေခေါ်တယ်ပေါ့အခြေအနေပုံမူတည်ပြီးတော့ကျွန်တော်အများကြီးတော့မခေါ်တာဒီထိုင်းနိုင်ငံအိန္ဒိယအတိုင်းတွေခေါ်တာသူတို့ဆိုကျွန်တော် hotel booking လေလက်မှတ်ကအကုန်ဖြတ်ပြီးသား hotel booking ဆိုလဲယူထားပြီးသားပတ်စံပေးထားပြီးသားလေလက်မှတ်တွေဆိုအကုန်ပေးထားပြီးသားသွားပြန်နေကိုဘယ်နှစ်ယောက်သူတို့ကကျွန်တော်4ယောက်5ယောက်လောက်တော့ခေါ်ထားတဲ့အတိုင်းဒါပေမဲ့သူတို့မှကျွန်တော်ပါတာ10ယောက်ကျော်ပါအကုန်လုံးကျွန်တော်တို့ကဒီဒိတ်ချိန်ရတာပေါ့ဒိတ်ချိန်တော့အနည်းနဲ့များသူကဟိုကျွန်တော်တို့10သိန်းကျော်ကြားတယ်ဆိုရင်ကျွန်တော်တို့တဝက်နီးပါပေါ့3ပုံ2ပုံလောက်ကိုကျွန်တော်တို့ပတ်စံအလိုက်ပြန်ပြီးတော့ဒိတ်ချိန်ရတာပေါ့အဲ့ဒါတွေကတော့အလားအသက်ဆုံးရှုံးသွားတဲ့ဟာတွေပေါ့နော်ဒါတော့ကျွန်တော်ကြီးမမအများကြီးတော့အကုန်မပြောပြတော့တာအကြမ်းမြင်လောက်တယ်တော့ကျွန်တော်တို့ဘက်မှာလည်းအများကြီးဆုံးရှုံးတယ်ဆိုတာလေးသိစေချင်တဲ့သဘောပါဗျာဟိုပွဲအတွက်ကတော့ဒီရွှေ့ကြုံပေါ့ဗျာရွှေ့ကြုံဆိုတော့ကျွန်တော်တို့ကဒီနေ့လုပ်ပြီးတော့ဒီနေ့ပွဲမဟုတ်ဘူးနောက်တစ်ပတ်ပွဲဒီတလာထဲမှာလည်းလုပ်ရတာမဟုတ်ကျွန်တော်ကမနစ်ကတည်းကစီစဉ်ရဟိုကအစအသေးစိတ်ကျွန်တော်ဆိုတာ first time ဗျာပိုတော့မလွဲကျင်သေးဘူးပြောကြိုပြီးပြင်ဆင်တာလွန်ခဲ့တဲ့နှစ်ထဲကပေါ့နော်ကြိုပြင်ဆင်တာအဲ့စပြီးပြင်ဆင်တဲ့မတိုင်ခင်နဲ့အတွေးတွေနဲ့ကျွန်တော်တို့ကသွားတာဆိုမရွှေ့ချင်ဘူးပေါ့နော်ရွှေ့တော့လည်းမတက်နိုင်တော့ကျွန်တော်တို့စိတ်တက်ကြရတာပေါ့မလုပ်တော့ဘူးလားပါညာပေါ့တချို့ကလည်းမေးတာကျွန်တော်မလုပ်လို့မဖြစ်ဘူးအဲ့တော့အကောင့်တစ်ခုပဲတွေးကြမယ်ဆိုရင်ပေါ့အချိန်လေးနည်းနည်းပိုရပါတယ်ဒီထက်ပိုကောင်းမယ်ပိုကောင်းဖို့အတွက်ဖြစ်လာတယ်ဆိုတော့ဒီစကလုံးတစ်ခုနဲ့ပဲကျွန်တော်အားပြတ်မွေးခဲ့ရတာပေါ့နော်အဲ့လိုတွေတော့ရှိရဆိုတော့အဲ့တော့အကောင်းဆုံးနဲ့ပဲကျွန်တော်တို့ထပ်ဖြစ်လာဖို့ပဲမျှော်လင့်ပါတယ်အကောင်းဆုံးကိုလုပ်ဖို့ပဲကျွန်တော်လည်းဒီစပြီးပါပြီဆိုတော့အစွမ်းကုန်စူးစမ်းသွားမယ်ဆိုတာကိုတော့ကျွန်တော်ဒီကနေပြီးတော့ဒီပေးခြင်းတယ်ပေါ့နော်အဲ့အတွက်လေးတော့ဒါယုံကြည်ပြီးတော့ထပ်ပြီးတော့ပါဝင်ပါထပ်ပြီးတော့ရှိနေပေးပါ
နှစ်ဖက်ပေါ့နော်ပြန်ဝင်ဝင်နေရှိနေတယ်ကျွန်တော်တို့ကလည်းရှိနေဆိုတော့နှစ်ဖက်အားတယောက်တစ်လက်ပြန်ပေးပြီးတော့ပဲဒီပွဲတွေကိုဖြစ်မြောက်သွားဖြစ်မြောက်ချင်ပါတယ်ပေါ့နော်နေရာတော့ဟိုမပြောင်းပါဘူးခမ်းမကတော့မပြောင်းဘူးပေါ့နော်တာဂီတာဖော်ဂျွန်ပလာတာပေးရမြန်မာ Expo ခမ်းမမှာပဲကျွန်တော်ပြောင်းတာတော့6လပိုင်းပေါ့နော်စက်တင်ဘာလ12 13လောက်ကိုကျွန်တော်ပြောင်းထားတယ်အဲ့ date လေးပေါ့ပြန်ရွှေ့ထားတယ်Myanmar Star Bazaar